နေ့တော့ကျွန်တော်နဲ့ကျွန်တော်ပေါ်တာကိုမီနီဒီကံပေးမှာတွားချင်မလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘဝတွေဟာအလုံးလုံးလိုက်အိမ်ပြန်လိုက်နေပဲအချိန်ကုန်တာများတတ်တယ်လေဒါကြောင့်မို့လဲခရီးတွေထွက်တနေရာထဲမှာထိုင်ပြီးတော့ကိုယ့်ရဲ့တင်ငယ်ချင်းတွေရဲ့ဝိုင်းလေးတစ်ခွက်ရဲ့လှပတဲ့ရေကန်ကြီးတစ်ခုရဲ့တကယ်တော့ဘဝမှာလိုအပ်တာကဒီလောက်ပဲလားဆိုပြီးတော့လဲစဉ်းစားမိတယ်ဘဝဟာပုံမှန်အားဖြင့်အရင်စုညံလေးရှိပေမဲ့ဒီနေ့တော့ထူးထူးဆန်းဆန်းရာအလုံးဟာအေးချမ်းနေတယ်အဲ့ဒီနေ့ကမိုးအုပ်နေတဲ့ကြားကနေမထင်မဲ့ပဲလှပတဲ့နေဝင်စစ်စာတစ်ခုကိုကြည့်လိုက်ရပါသေးတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူလည်းလှပတဲ့နေလေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ